အိုမန်မှာအင်ဘော်လုပ်ပြီးဆရာဝန်ရောင်ဆောင်နေတဲ့စိတ်ဝေဒနာရှင်အမျိုးသမီးအိုမန်နိုင်ငံမှာအင်ဘော်လုပ်ကိုင်နေရင်ကနေစင်ကာပူမှာဆရာဝန်မတအုပ်ဖြစ်အယောင်ဆောင်နေတဲ့အမျိုးသမီးတအုပ်ရဲ့အကြောင်းကပွဲဖြစ်နေပါတယ်။သူမရဲ့နာမည်ကတော့ချိုအေးမိုးလို့သိရပါတယ်။လိုင်းပေါ်မှာတော့သူမကဂျူတီကုတ်အဖြူလေးဝတ်ဆင်ပြီးတော့ဆေးရုံမှာလူနာဆန်းသက်နေဟန်ဆရာဝန်ကြီးတယောက်လိုပုံစံမျိုးနဲ့အွန်လိုင်းမှာလှည့်ပြဖန်တီးထားတာပါ။လူတွေကသူမဟာအင်ဘော်ဆိုတာသိရှိပြီးမိကုန်းထုတ်တဲ့အခါမှာသူမကမဟုတ်မမှန်တဲ့အထောက်ထားပုံစံပုံတူဓာတ်ပုံတွေ AI နဲ့ဖန်တီးထားတဲ့ပုံတွေကိုပြသပြီးတော့အတင်းညှင်းဆန်နေပါသေးတယ်။ဒါပေမဲ့သူမပြောဆိုနေတဲ့စကားတွေပြသနေတဲ့အချက်လက်တွေကရုပ်တည်မရှိတာကြောင့်ပရိသတ်တွေကြားမှာတော့ဟာတိုက်စရာဖြစ်နေရတာပါ။အမှန်တရားကိုလက်မခံမဲ့ဒီလောက်ထိအတင်းအကျပ်ဟန်ဆောင်နေတာကတာမန်လိမ်ညာမှုတစ်ခုတည်းပို့ပြီးလူအထင်ကြီးခံခြင်းစိတ်ပြင်းထန်လို့နဲ့စိတ်ဝေဒနာတစ်ခုခုဖြစ်နေမလားလို့သုံးသပ်နေကြပါတယ်။လူတယောက်ဟာကိုယ့်ရဲ့အစစ်မှန်ဘဝကိုလက်မခံနိုင်မဲ့တခြားသူတွေရဲ့အထင်ကြီးမှုနောက်ကိုအယူအမှုလိုက်နေမိတာကတကယ်ကိုရင်လေးစရာပါ။ပရိသတ်ကြီးအခုလို online ပေါ်မှာကိုအယောင်ဆောင်ပြီးလိမ်ညာနေတဲ့သူတွေကိုမြင်တဲ့အခါမှာရောပရိသတ်ကြီးနေနဲ့ဘယ်လိုမျိုးသဘောထားမိပါသလဲရှင်မြန်မာနိုင်ငံမှာတထဲထဲသာရှိနိုင်မဲ့စက်ရုပ်ဝတ်ဆောင်ကြီးကိုလက်ဆောင်ရခဲ့တဲ့စမ်းရည်မိုးတပင်လောကမှာစမ်းရည်မိုးရဲ့အောင်မြင်မှုအရှိန်အဟုန်ကဘယ်သူနဲ့မှနှိုင်းယှဉ်လို့မရအောင်ထိတ်ဆုံးမှရောက်ရှိနေပါတယ်။သူ့ရဲ့မွေးနေ့ပွဲကြီးမှာသူ့ကိုအသက်ထက်မကချစ်ကြတဲ့ပရိသတ်တွေကမယုံနိုင်လောက်အောင်ပုံအောပြီးတော့လက်ဆောင်ပေးခဲ့ကြပါတယ်။မွေးနေ့ရှင်အတွက်ပေးခဲ့တဲ့မွေးနေ့လက်ဆောင်တွေကငွေသားတွေရတနာတွေအပြင်အဖိုးတန်ပစ္စည်းတွေပါအပါအဝင်စုစုပေါင်းသိန်းပေါင်း800ကျော်ဖို့ထိစံချိန်တင်ရရှိခဲ့ပါတယ်။ဒီလောက်ထိရရှိခဲ့တာတောင်မှလက်ဆောင်တွေကအကုန်မဟုတ်သေးပဲစမ်းရည်မှုလို့စိတ်တဘာဖြူစင်ပြီးတော်လုံးနဲ့မင်းသားလေးကိုချစ်တဲ့သူတွေပေါ်များနေပါတယ်။စမ်းရည်မှုအတွက်မွေးနေ့လက်ဆောင်အဖြစ်ရရှိခဲ့တဲ့ပစ္စည်းတစ်ခုကတော့မြန်မာတနိုင်ငံလုံးမှာတစ်ခုတည်းတစ်ထည်တည်းသာရှိတဲ့စက်ရုပ်ဝတ်ဆောင်ကြီးဖြစ်ပါတယ်။ဒီဝတ်ဆောင်ကြီးကိုမွေးနေ့လက်ဆောင်အဖြစ်ဖန်တီးပေးခဲ့တဲ့ဒီဇိုင်နာရဲ့ပြောပြချက်အရဒီဝတ်ဆောင်ကမြန်မာနိုင်ငံမှာတစ်ထည်တည်းရှိပြီးပိတ်သားနဲ့ချုပ်တဲ့ဝတ်ဆောင်ကလူတိုင်းချုပ်နိုင်ပြီးမြဲဒီဝတ်ဆောင်ကတော့ပတ်စံရှိရင်တောင်ဝယ်လို့မရနိုင်တဲ့တီထွင်ဖန်တီးမှုမျိုးမရှိတဲ့ဝတ်ဆောင်ဖြစ်ပါတယ်။ဒီစက်ရုပ်ဝတ်ဆောင်ကြီးကိုလူတကူစားဝင်ဆက်နိုင်ဖို့အတွက်တည်တည်ချာချာအသေးစိတ်ပုံဖော်က2လလောက်ထိအချိန်ယူပြီးတော့စနစ်တကျတီထွင်ဖန်တီးခဲ့တာပါဒီဇိုင်နာဖြစ်သူကစက်ရည်မိုးကိုထူးထူးခြားခြားစတိုင်ကြကြဝတ်စေခြင်းနဲ့စေတနာအပြည့်နဲ့ဖန်တီးပေးခဲ့တာဖြစ်ပြီးစက်ရည်မိုးဝတ်ဆင်လိုက်ရင်တိတ်ကိုကြည်ကောင်းမဲ့ဝတ်ဆောင်စမ်းကြီးဖြစ်ပါတယ်တချို့တွေကတော့အဲ့ဒီဝတ်ဆောင်ကိုမလာဘူးလို့ပြောကြပေမဲ့စက်ရည်မိုးကတော့လက်ဆောင်ပေးသူရဲ့စေတနာကိုအတိအမှတ်ပြုခဲ့ပါတယ်တိမ်ပေါင်းများစွာအကုန်ခံပြီးလက်ဆောင်ပေးခံရတဲ့စက်ရည်မိုးကိုအားကြနေပြီလားဆိုတာအမှတ်ချက်မှာပြောပြခဲ့ပါအောင်ရှင်